အပိုင်းနဲ့ဝိညာဉ်တို့၏အကူအညီတောင်းခံတဲ့ရွှေဆွဲကြိုးကိုတွေ့ရှိပြီးနောက်မိုးဝတ်တန်ရဲ့ညတွေဟာခြောက်ချားစရာကောင်းလာပါတယ်အခန်းပြင်ကနေတယောက်ကတကားကိုလာခောက်တယ်လို့အပေါ်ထက်မှာခလေးလေးတယောက်ပြေးလွှားနေတယ်လို့အတန်တွေကြောင့်သူကောင်းကောင်းအိတ်မပြောတော့ဘူးတညမှာတော့ဧကန်ထဲမှာထိုင်နေတော့အေးဆက်တဲ့လီတစ်ချက်ဝိတ်ခနဲ့တိုက်သွားပြီးသူ့ရှိမှပုံရိပ်နှစ်ခုပေါ်လာပါတယ်အသက်25နှစ်အရွယ်လောက်ရှိတယ်လှပပြီးမဲ့ဖြော့တော့နေတဲ့မိန်းကလေးတယောက်နဲ့အသက်10နှစ်အရွယ်ကောင်လေးတယောက်ပါသူတို့ဟာသွေးပြက်စရာတရေတွေလို့မဟုတ်ပဲဝမ်းနဲ့ပူဆိုးနေတဲ့ပုံစံမျိုးတွေဖြစ်နေပါတယ်ကျမတို့ဦးလေးကိုမချောက်ပါဘူးကျမတို့ကိုကူညီပေးပါလို့မိန်းကလေးကတုံရင်နေတဲ့အတန်နဲ့ပြောပါတယ်သူမနာမည်ကကီတီဖြစ်ပြီးကောင်လေးကတော့သူမရဲ့မောင်လေးဖိုးသားပါဖိုးသားကကီတီရဲ့မိဘတွေမွေးစားထားတဲ့ကောင်လေးဖြစ်ပေမဲ့သူတို့မောင်နှမနှစ်ယောက်ကသွေးသားရင်းနေလို့ချစ်ကြပါတယ်အရင်ကနေခဲ့တဲ့သူတွေကိုကျမတို့အကူအညီတောင်းခဲ့ပေမဲ့သူတို့ကကျမတို့ကိုတရေဆိုပြီးကြောက်ရွံ့ပြီးထွက်ပြေးကုန်ကြတယ်လို့ကီတီကမျက်ရည်တွေနဲ့ရှင်းပြပါတယ်မိုးဝတ်တန်ဟာမိဘမဲ့တယောက်အနေနဲ့သူတို့ရဲ့အားကိုးရမဲမှုကိုခံစားမိပြီးကြောက်စိတ်တွေပျောက်ကစာနာစိတ်တွေဝင်လာပါတော့တယ်ကေတီကသူမတို့မိသားစုရဲ့ကြေခွဲစရာတမိုင်းကြောင်းကိုစတင်ပြောပြပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဒီအိမ်မှာသူမတို့မိသားစုပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတာပါဒါပေမဲ့ဦးလေးတော်ဆက်သူညိုမောင်ကသူမတို့အဖေရဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်တာကြောင့်အမွေကိစ္စနဲ့အကြိမ်ကြိမ်စကားများခဲ့ကြတယ်နောက်ဆုံးမှာတော့လောဘစောတက်နေတဲ့ညိုမောင်ကတမိသားစုလုံးကိုအစိတ်ခတ်ပြီးတပ်ဖြတ်ခဲ့ပါတယ်သူကကျမတို့မိသားစုတစ်ခုလုံးကိုတတ်ပြီးပြည်ပကိုထွက်သွားကြတယ်လို့မြို့ထဲမှာသတင်းလွှင့်ခဲ့တာပါကျမတို့ရဲ့ရုပ်အလောင်းတွေကိုတော့ဦးလေးခုနာကမြေတူးခဲ့တဲ့တစ်ပင်ကြီးအောက်မှာပဲအစီအစဉ်တကျမြုပ်နှံခဲ့တယ်လို့ကီတီကဆိုပါတယ်မိုးဝတ်တန်ဟာဒီစကားကိုကြားပြီးနောက်ညိုမောင်ရဲ့ရုပ်မာမှုကိုဒေါသထွက်သွားပါတယ်သူကဖိုးစော်ကိုအမြန်ခေါ်ပြီးကီတီညွှန်ပြတဲ့နေရာကိုတူးဖော်ခဲ့ရမှာတကယ့်ကိုပဲလူရိုးစုတွေနဲ့အတူညိုမောင်ရဲ့ကိုကြီးကိုတာပစ္စည်းအချို့ကိုတက်တဲ့အဖြစ်တွေ့ရှိခဲ့ပါတယ်ဒါဟာရိုးရိုးတိတ်ဆုံးမှုမဟုတ်ဘဲလူတက်မှုဆိုတာကိုမိုးဝတ်တန်အတီးပြုတ်နိုင်ခဲ့ပါပြီ